မင်္ဂလာပွဲလေးအတွက်ကိုစိတ်ကူးရင်ရမယ်ဆိုရင်တော့ရိုးရိုးရှင်းရှင်းလေးပဲလုပ်ချင်တယ်လို့ပြောလာတယ်။အောင်ရဲလင်း ပြောပါကျွန်တော်ကချက်ချင်းကောက်ခံငင်ကလည်းဖြစ်နိုင်တယ်လို့ကျွန်တော်ကကြတော့ဟိုဒါကိုလေဟိုဘယ်လိုပြောရမလဲ plan တစ်ခုတော့ချရတယ်ဆိုပေမဲ့လည်းဟိုကြည့်ရမှာပေါ့နော်အချိန်လေးနဲ့အချိန်ကာပုံမူတည်ပြီးတော့ပဲဘယ်လိုပြောအင်းပေါ့ဟိုတလောကဟိုဗာလေ Facebook မှာတော့နာမည်ကြီးသွားတယ်လေယူရီးယားကော်မလီပီကာလာသူလုပ်တဲ့ပွဲလေးဆိုကောင်းတယ်ဗျာကြိုက်တယ်ကျွန်တော်ကတော့သူအိမ်လေးမှာလေးချမ်းလေးထဲမှာဆိုအဲ့လိုမျိုးလေးဆိုကြိုက်တယ်ဗျာရိုးရိုးရှင်းရှင်းလေးအဲ့ပေါ့အဲ့လိုမျိုးကိုယ့်အတွက်ကိုစိတ်ကူးရင်ဆိုတော့ကျွန်တော်ကကျတော့အဲ့လိုပုံစံမျိုးပေါ့တဏီကုံပျော်ကြပေါ့နော်အဲ့လိုမျိုးကြိုက်တယ်ဗျာငယ်ချင်းတွေကိုဟိုရုပ်ရှင်တွေကသူတွေအကုန်လုံးကလည်းကိုယ်နဲ့ကိုယ်သိတော့ကိုစီရဆိုလာပြောတယ်တငယ်ချင်းစဒိုးသားရန်လုပ်ပြီးတငယ်ချင်းငါ့ကိုမလုပ်ခိုင်းနဲ့တော့လို့ငါလုပ်ရတဲ့ပွဲတွေကတအားများနေငါမလုပ်ပေးချင်လို့မဟုတ်ပါဘူးလို့ဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောရမလဲဟိုကိုထပ်ပို့ပြီးတော့လန်းဆန်းတဲ့လူတွေ fresh ဖြစ်တဲ့လူတွေလည်းရှိတယ်လीเนาะဆိုတော့ဟိုသူ့ကိုလည်းအဲ့လိုပဲ request လုပ်တာတကယ်ချင်းအဲ့လိုငါပွဲလာဆိုလာပေးပါမယ်လို့ဒိုးသားရင်တော့ငါမလုပ်တော့ဘူးလို့ဒီတစ်ခေါက်တော့လို့ပြောတယ်